မင်္ဂလာပါညီမလေး မင်္ဂလာပါဟုတ် ဒီတစ်ခါမှ fan နေရမှာတစ်ခါတလေလာတော့ပေးချတာအမှောင်ဆုံးတဲ့ဟောပါနှင်းတန်တာခင်ဆိုတဲ့တယောက်သူကကြတော့ငွေသား3သိန်းပန်းစည်းနဲ့အရုပ်ကလေးနဲ့ပေါ့နော် ဟုတ်ကဲ့ သူကဒူကိုပေးခိုင်းတာဟိုပူစားကြတာဆန်ဟုတ်ကဲ့ပါအရုပ်ကလေးပေးလိုက်ဟုတ်ညီမလေးဒီအမောင်မှတ်မိလား ဟုတ်မမီ ဟုတ်နောက်တစ်ယောက်ကကျတော့ तू ကအမှားစကားလေးပါလိုက်သေးရဲ့နော်ပြမယ်အမြန်လေးပဲပြောလိုက်မယ်နော်ညီမလေးကိုလည်းအားနာလို့ तू ကကျတော့လေ तू ဘာပဲလို့လို့တဲ့အမြဲအားပေးနေပါမယ်လို့တဲ့ကျမလေးလည်းဂီးဆိုင်ပါတော့တဲ့ဒူဒူကိုတဲ့ချစ်လွန်းလို့တဲ့ချွန်ပူလီမာကန်တဲ့ဟာတဲ့3ပွဲလုံးအလုပ်ပြတ်ခံပြီးတော့လာအားပေးပါတယ်တဲ့စာလဲစူးစားပါတဲ့အကောင့်လေးကိုလည်းလက်ခံပေးပါနော်တဲ့မီးစိမ့်နေတာလေးကိုမြင်ကျင်လို့ပါတဲ့ဘောလုံးလည်းဆက်ပြီးကန်ပေးပါအမြဲအားပေးနေပါတယ်ဒူဒူတဲ့ဂျာစီလေးလည်းရလို့ရှင်ပေးပါလားရှင်တဲ့ ဟိုကျေးဇူးအများကြီးတင်ပါတယ်လို့ခုလိုဟိုပွဲကိုလည်းလာအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ဂျာစီကလည်းပေးရှင်တယ်ပေါ့နော်အမှလည်းပေးခဲ့တယ်ပေါ့ဟိုနောက်တစ်ခေါက်ကြိုးစားပါမယ်လို့ပြောကျေးဇူးအများကြီးတင်ပါတယ် နောက်တစ်ယောက်ကကျတော့ဟိုနှင်းချယ်ရီဆိုတဲ့တစ်ယောက်သူကကျတော့တသိန်းခွဲပန်းစီရဲ့မုတ်ပေါက်လေးရဲ့သူကလည်းဂျာစီတောင်းခိုင်းတာပဲသူကကျတော့ အများကြီးမှာထားလိုက်မယ်နောက်တစ်ခေါက်အတွက် ဟုတ်ကဲ့ပါဟုတ်သူ့ရဲ့အကောင့်လေးကကျတော့ဒီအကောင့်လေးနော်နှင်းချယ်ရီဆိုတဲ့အကောင့်လေးသူ့ရဲ့အမှားစကားလေးက fighting ပါလို့တဲ့အများကြီးချစ်ပါတယ်လို့တဲ့အမြဲအားပေးနေပါတယ်တဲ့အရန်ကြီးစိတ်မကောင်းမဖြစ်ပါနဲ့တဲ့ရှုံနိုင်အမြဲအားပေးနေပါတယ်နော်တဲ့အဲ့လိုလေးပြောပေးပါတဲ့ ကျေးဇူးအများကြီးတင်ပါတယ် ကဲပါနောက်တစ်ယောက်ကကျတော့ချိုမာအေးဆိုတဲ့တစ်ယောက်ချိုမာအေးဆိုတဲ့တစ်ယောက်ကနှင်းစီပန်းနဲ့မုတ်ပေါက်နဲ့ဟုတ်သူကပို့စကတ်လေးနဲ့စာလေးပါထည့်ပေးခိုင်းတယ်ပေါ့နော်သူ့ကောင်လေးကိုလည်းပြခိုင်းပါတယ်သူကကျတော့မေထက်လူဆိုတဲ့ကောင်မလေးကိုတဲ့ဒီကချိုမမချိုမာအေးရတဲ့အရန်ချစ်တယ်တဲ့ဒူဒူရဲ့ update လေးကိုလည်းမျှော်ပြီးတော့လွမ်းနေတာမျက်ရည်ကျရတဲ့အထိပါပဲဒူဒူရဲ့တဲ့ ကျေးဇူးအများကြီးတင်ပါတယ် update လည်းပေးပါမယ်လို့ ဟုတ်ကဲ့ပါဟုတ်နောက်တစ်ယောက်ကကျတော့ပြပြဆိုတော့တရားနှင်းစီပန်းနဲ့အယုတ်ရယ်မုတ်ပေါက်ရယ်ဒီပေါ့နော် ဟုတ်ကဲ့ဟုတ်အမအဲ့ဟိုဟာတွေပြီးရင်တို့ပို့လိုက်လေတောက်နေရများနေတော့ ဟုတ်တယ်သူကကျတော့နှင်းစီပန်းလေးဒူကပန်းကြိုက်တယ်ဆိုလို့ဟုတ်နှင်းစီပန်းလေးရယ်မုတ်ပေါက်လေးရယ်အယုတ်ကလေးရယ် ကျေးဇူးအများကြီးတင်ပါတယ် ချစ်ကြတာเนาะအဲ့လိုဖန်တွေကသူ့ရဲ့အမှားစကားလေးကမမရေးတယ်မမရဲ့မွေးနေ့မရောက်သေးပေမဲ့တဲ့မွေးနေ့ရက်ကြလို့ရှိရင်မပေးလိုက်ရမှာဆိုလို့တဲ့မွေးနေ့အကျိုးလက်ဆောင်လေးကိုလက်ခံပေးပါနော်တဲ့ရှုံနိုင်အမြဲတမ်းအားပေးနေရမှာအားပေးနေပါပေါ့နော်မမကိုလည်းအမြဲတမ်းထာဝရချစ်နေမှာပါတဲ့ကျမကြီးလည်း view site ပါစာလည်းစူးစားပါတဲ့အကောင့်လေးကိုလည်းလက်ခံပေးပါအောင်နော်တဲ့ဒီပွဲရှုံသွားလို့စိတ်ဓာတ်မကြပါနဲ့မမတဲ့မမရဲ့အရေးချင်းရှိတဲ့အမျိုးသမီးတယောက်ဆိုတာကိုယုံပြီးသားပါတဲ့မမနဲ့အပြင်မှာတွေ့ချင်ပေမဲ့ပေါ့နော်တွေ့ခွင့်မရလိုက်ရဘူးမမရဲ့တဲ့အခွင့်ရှိရင်တော့မမနဲ့အပြင်မှာစုံကျင်ပါတယ်မမရဲ့ fighting တော့အများကြီးချစ်တယ်နော်တဲ့ โอเคကျေးဇူးအများကြီးတင်ပါတယ်အားပေးရတော့ ဟုတ်ကဲ့ပါဟုတ်သူကကြတော့လေအမှားစကားလေးပေါ့နော်မိထက်လူကြီးအားပေးနေတယ်နော်တဲ့အကောင့်လေးကိုလည်းလက်ခံပေးပါဦးတဲ့မြင်ခွင့်ရလို့ရှိရင်တစ်ခါလောက်တော့တွေးချင်ပါတယ်ချစ်စရာလည်းကောင်းပြီးတော့မိတ်မျိုးကနေအားပေးနေပါတယ်တဲ့မိထက်လူကိုလည်းချစ်ပါတယ်အရင်ကလည်းဘောလုံးပွဲမကြည့်ဘူးပါဘူးမိထက်လူကြောင့်မှကြည့်ပြတာပါနော်တဲ့ဘောလုံးကန်ရင်အားပေးမှာနောက်ဘောလုံးကန်ရင်လည်းအားပေးမှာပါနော်ကျမယူကြီးဆက်ပါအဆက်ဆက်ရဂူးဆိုင်တော့ပါအဲဂူးဆိုင်တော့တဲ့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဘောလုံးပွဲကြည့်ပေးရတော့လေ ဟုတ်ကဲ့ပါအမတော်မှာညီမတို့ပစ္စည်းပို့ရင်တော့ဘောလုံးပွဲကို ဘောလုံးဝနာပါ ဟုတ်တယ်ရလားညီမလေးဟုတ်အားလည်းနောက်ပါနောက်တစ်ယောက်ကကျတော့ချက်ငားတယ်ဝယ်ပေးပါဆိုကွာလေးပေါ့သူထည့်ခိုင်းတာပေါ့နော်သူကကျတော့သူ့နာမည်ကိုတော့တိတ်မပြောခိုင်းဘူးပေါ့နော်လက်ဆောင်လေးကိုလည်းဒီတိုင်းပဲပေးပေးပါပေါ့နော်ပထမဦးဆုံးနဲ့အနုပညာရှင်ကိုတဲ့လက်ဆောင်ပေးဘူးတာပါတဲ့နော်ညီမလေးတယောက်တည်းပဲရှိပါတယ်တဲ့ညီဘောပွဲမှာလာတော့တဲ့ဒိုင်ကိုကွန်ပလီတက်တဲ့ပုံစံလေးကိုတဲ့အဲ့ရနေစပြီးတော့တိပြီးတော့ချစ်သွားတာပါတဲ့ညီမလေးမိထက်လူရဲ့အပြုံးလေးကိုရမ်းချစ်တယ်တဲ့ဘောလုံးကန်လို့ရှိရင်လည်းသပင်စီးထားတဲ့ပုံစံလေးကိုသဘောကျတယ်တဲ့ကျောင်းစာလည်းစူးစမ်းပါပညာရေးနောက်နေသွားမှလည်းစိတ်ပူပါတယ်ညီမလေးနဲ့အပြင်မှာတွေ့ခွင့်ရချင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်မင်းကြီးလည်းပို့ပါမယ် ဟုတ်ကဲ့ပါဟုတ်နောက်တစ်ယောက်ကကျတော့နှင်းသစင်ဝေးဆိုတဲ့ညီမလေးသူကမုတ်ပေါက်နဲ့အယုတ်ကလေးနဲ့သူကကျတော့ဒီအကောင့်လေးပေါ့နော်သူကကျတော့တွတ်ပြောတာနှီးတိုင်းကိုမမရေတို့စီမသွားသေးဘူးလားဂျာစီလေးကိုလည်းတောင်းပေးပါလားအရန်လိုချင်လို့ပါသူကအဝေးကနေမှုအခုကတော့မရှိတော့ဟိုမှာပေးခဲ့လိုက်တာဆိုတော့လေဟုတ်အများကြီးထုတ်ပေးပါမယ်အများကြီးထုတ်ရင်တော့ကြာတယ် ဟုတ်ကဲ့ပါဟုတ်သူကကျတော့အမှားစကားလေးပေါ့နော်
ညီမတခါမှဒီလိုမပို့ပေးဘူးပါဘူးရှင်တဲ့ဒူတို့တယောက်တည်းပဲပထမဦးဆုံးမို့လို့ချစ်လို့ပို့ပေးတာပါစိတ်ထက်မကြပါနဲ့အမြဲအားပေးနေပါပါတဲ့ US ပြန်လို့ရှိရင်လည်းကျမယူပြီးစိုက်ပါဖန်တွေကိုလည်းမေ့မသွားပါနဲ့တဲ့ ဘယ်တော့မှမမေ့ပါဘူးကျေးဇူးအများကြီးတင်ပါတယ် နောက်တစ်ယောက်ကကျတော့အေမီဆန်မွန်ဆိုတဲ့အမ2သိန်းတန်ပန်းစီအဲ့အမကျတော့အမတော့နာမည်လေးတက်ထားနေမှာလေးဒီမှာမှာဆိုလို့နော်ဟုတ်သူ့ရဲ့အကောင့်လေးပြခိုင်းတယ်အကောင့်လေးပေါ့နော်အေမီဆန်မွန်ဆိုတဲ့အမသူ့ရဲ့အမစကားလေးကညီမဖန်အန်ကပါနော်တဲ့ထိုင်းမှာနေပါတယ်တဲ့အကောင့်လေးတော့ပြပေးပါနော်တဲ့မေးထက်လူရေးတဲ့အရန်ဂုံယူပါတယ်ကျမယူလည်း view site ပါနော်အများအားပေးနေပါတယ်အရန်တော်တဲ့မေးထက်လူကိုအရန်ချစ်ပါတယ်တဲ့ ကျေးဇူးအများကြီးတင်ပါတယ် Nengo twin twara kukuba